okay ဒေါ်စာကြီးကျေးဇူးတင်ပါတယ်ဗီဒီယိုလာပြီးတော့ကျေးဇူးတင်ပါတယ်ဒေါ်စာကြီးရေလုပ်တရတယ်ဒီနေ့ record ဝစားကြရရိတ်ထားရ record လေးကုန်ပြီတဲ့ record လေးကုန်ပြီတဲ့ပြီးခဲ့တဲ့မှာ record 9မိနစ်လောက်နေမှတတိမြောက်တက record အစဆုံးအစကလေးအဲ့ record ရိုက်ထားတာလက်ဆောင်လေးချရဲသူအကုန်လုံး record မိတယ်အဲ့ဒါမှကောင်းတယ်လေပြီးခဲ့ပွဲက record က9မိနစ်လောက်နေမှယူရခါကျတခြားလက်ဆောင်တွေပါမမိတဲ့အကူတွေကြအားနာစရိုက်လीနော်ဒီခါအစနေပြီး record ရိုက်ထားတာ record တွေအကုန်ပြီးတယ်တောင်းတယ်လာနော်9ရောက်တယ်လေတစ်မျိုးလာတယ်တောင်းတယ်လေတော့ဘာလက်ဆောင်တရားဘူးကွာလက်ဆောင်တကယ်အပါပြီးတောင်းတယ်ပြီးတော့ကတော့တောင်းတယ်တခုနော်9ရောက်တယ်နှစ်ခုလောက်မှာကိုဘောချတခုနဲ့ကို visitor ချတခုနဲ့ဆိုတခုရတယ်9ရောက်တယ်နှစ်ခုရတယ်9ရောက်တယ်နှစ်ခုရတယ် base လို့မရှိလေးနဲ့တင်ရမယ်တက်တော့မှာဒီကုမတင်ချင်တာကုမတင်လို့ရတက်တော့ပါတယ်ကိုဟိပီကိုခမင်းစားပြီးသွားပြီလားအလုံးသိမ်းတာတော့ကွာဒီကပီကတွေ့လားအကုန်လာရနော်တွေ့ရနော်တွေ့ရဒီကပီကဖိတ်တဲ့အကိုတွေမှတမအကုန်လာတယ်ကိုဒီမောင်စစ်ပါသေးတယ်200လားမသိချပြီးတော့ကိုဒီမောင်စစ်ပါသေးတယ်ကိုဒီမောင်တော့မဖိတ်ဒီပြက်ခံပြောလာတယ်တသားပါတို့သားပဲဟယ်လိုစူစီရေကျေးဇူးတင်ပါတယ်နော် PK မဖိတ်ဘဲနဲ့လာပြီးကျေးဇူးတင်ပါတယ်ဒေါ်စူစီရေ live လွှင့်မူလား live လွှင့်ရင်တွား live လွှင့်ရင်ဒီတွား PK ဆိုမယ် live လွှင့်ရင်တွားlive လွှင့်မှရမှာပေါ့ဒီတိုင်းအဲ့လိုကောင်းအောင်နေလို့ဘာရမှာ live လွှင့်လေ live လွှင့်လေအမရေ live လွှင့်တနေ့ကိုမှပြမယ်တနေ့ကို live ကိုကွာပုံမှန်ချိန်ကွာညီအားတဲ့အချိန်ကို3ချိန်လောက်လွှင့်လိုက်တကယ်ပြောတာအမတကယ်ပြောညီမတိုးတက်ရင်ငါ့ကိုကြိုက်တာပြော3ချိန်လောက်ရအောင်လွှင့်လိုက်အမလို့ဆိုရင်တနေ့ကို3ချိန်4ချိန်လောက်ရအောင်တက်တာ3ချိန်4ချိန်လောက်အမရအောင်တက်တာရအောင်တက်ဘာလို့မရမှာ
ရအောင်တက်3ချိန်လောက်နည်းနည်းအားစိုက်ပြီးတော့တက်ကြည့်တကယ်ရတယ်အမဆိုဘောတွေနဲ့လည်းအမထိုင်ပြီးနေတာပဲအမတော့တေချာလေးပြန်ပြီးတက်ဖွင့်ကြည့်ပါလားလို့ညအားတဲ့အချိန်လေးတကယ်ပြောတာအမတကယ်ပြောတာ3ချိန်လောက်တေချာလေး3ချိန်လောက်တစ်ချိန်နဲ့မတက်နဲ့ဟို3ချိန်လောက်အဲ့လိုမျိုးတက်ကြည့်လိုက်3ချိန်လောက်တက်ကြည့်လိုက်ဒီလားအဲ့လိုအချိန်လေးခွက်ပြောလေးကောင်းတယ်မနက်ပိုင်းလေးပြန်လွှင့်တကယ်ဆိုအညာပိုင်းလွှင့်လည်းမစုံညာပိုင်းတောင်ဆိုလို့ရှိရင်လည်းလူတွေပါရှိတာပဲ12နာရီခွဲလောက်တက်ကြည့်ပါလားတက်ခဲ့ဟိုဆက်ပြောင်းမင်္ဂလာပါရှင်တက်ခဲ့မှာ fighting နော်တော့သူစီပြီးသွားလိမ့်မယ် fighting အားပြေကိုတက်မင်္ဂလာပါရှင်ညီမလား လွှင့်လိုက်လောက်တာကြီးလွှင့်လိုက်လောက်တာကြီးညီရတော်တော်ဆိုးရသေးလားညီတရက်နေ့လောက်လွှင့်လိုက်လို့ရှိရင်ညီမုံကြီးမဟုတ်ဒီဘက်ကလူကိုပြောတယ်တရက်နေ့လောက်လွှင့်ပြီးလို့ရှိရင်အေးနာမည်ငါထည့်ပြောပြီးလို့တရက်နေ့လောက်လွှင့်လို့ရှိရင်ညီကတစ်ပတ်လောက်နားတာမျိုးတခါလေတရက်နေ့လောက်လွှင့်နေ3ရက်လောက်ညီကပျောက်တခါလေဘယ်ဖန်မှမလာဘူးလားမကွေးဘူးဒီလောက်ကြီးလွှင့်နိုင်တော့အမပြရမင်းတော့မှအေးနင်မစင်းသေးဘူးလားနင်လွှင့်နင်မျက်နှာမမြင်ချင်တော့ဆင်းလိုက်တော့မြင်တယ်လွှင့်နေတာအဲ့လိုမြင်တယ်ပြောတာအမဆိုလို့ရှိရင်အမလွှင့်တာပဲအဲ့ဒါနားမနာဘူးမဆိုလို့ရှိရင်ညီကတခါလေကြာရင်ငါကြည့်နေညီ2ရက်လောက်လွှင့်ပြီးညီတစ်ပတ်လောက်ပျောက်သွားတယ်ရှိရင်တော့ဟိုဘယ်လိုပြောမလဲဟို3ရက်လောက်လွှင့်ပြီး